အစာပိုင်းမှာတော့အရန်လာတဲ့မြို့တစ်မြို့ကိုမိတ်ဆက်ပေးပါတယ်အဲ့ဒီမြို့ကလူတွေကလက်ဖက်ရည်ကိုအရန်ကြိုက်ကြတယ်ရှေးရိုးရအိမ်အိုတစ်လုံးထဲမှာလက်ဖက်ရည်ရုပ်လေးတွေလုပ်တဲ့ဆရာကြီးတစ်ယောက်နဲ့တွေ့ရတယ်သူနဲ့သူ့ဇနီးကတနေ့တာလုံးအချိန်ကုန်ခံပြီးလက်ဖက်ရည်ရုပ်လေးတွေထုလုပ်နေကြတယ်ဒီရုပ်လေးတွေကမော်ဆန်နဲ့ဆွဲဆောင်မှုရှိတယ်လက်ဖက်ရည်လောင်းလိုက်တိုင်းအယောင်တွေပြောင်းသွားတယ်တနေ့မှာဆရာကြီးကတက်တက်ရက်မိန်းကလေးလက်ဖက်ရည်ရုပ်လေးတစ်ခုဖန်တီးပြီးသူ့နာမည်ကိုရိုင်းလို့ပေးလိုက်တယ်ဒါပေမဲ့ရုတ်တရက်ကန်ဆိုးမိုးမောင်ကျသွားတယ်သူ့ဇနီးနှလုံးရောဂါနဲ့ဆုံးသွားတဲ့အခြေအနေတွေရှုပ်ထွေးနေတော့မှလက်ဖက်ရည်ရုပ်လေးကကျန်းပြင်ပေါ်ပြုတ်ကျသွားပြီးကြွက်ကလေးတစ်ကောင်ကယူပြီးထွက်ပြေးသွားတယ်ဇနီးဆုံးပြီးနောက်စိတ်မကောင်းဖြစ်သွားတဲ့ဆရာကြီးကသူ့လက်ဖက်ရည်ရုပ်တွေအကုန်ရောင်းချပြီးသူ့အလုပ်ရုံကိုထာဝရပိတ်လိုက်တယ်နောက်ပိုင်းမှာဒီလက်ဖက်ရည်ရုပ်လေးတွေကိုလက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲမှာပြသထားတာကိုတွေ့ရတဲ့ဆိုင်ရှင်ကလက်ဖက်ရည်လောင်းလိုက်ရင်အယောင်ပြောင်းသွားပုံကိုဝယ်သူတွေကိုကပိုင်စွာရှာအင်းပြနေတဲ့လူတိုင်းအံ့အားသင့်ပြီးပျော်ရွှင်ကြတယ်ဒါပေမဲ့သူကရှောင်နေတဲ့လက်ဖက်ရည်ရုပ်လေးတစ်ခုရှိတယ်အဲ့ဒါကထိုင်းလို့နာမည်ပေးထားတဲ့ကလေးလေးပါမိန်းကလေးတစ်ယောက်ကထိုင်းပေါ်လက်ဖက်ရည်လောင်းမှုစူးစမ်းပေမဲ့ဆိုင်ရှင်ကတားလိုက်တယ်သူကထိုင်းကအယောင်မပြောင်းဘူးအတုံးမကျဘူးလို့ပြောပြီးတနေ့တော့ပြစ်ချပစ်မယ်လို့ချင်းချောက်တယ်သူကထိုင်းကိုဘေးဖယ်ထားလိုက်တယ်အဲ့ဒီညမှာလူတွေအကုန်လုံးပြန်သွားပြီးတဲ့အခါထူးဆန်းတဲ့အရာတစ်ခုဖြစ်သွားတယ်လက်ဖက်ရည်ရုပ်လေးတွေအသက်ဝင်လာကြတယ်ထိုင်းကစော့ကစားတတ်ပြီးနည်းနည်းတော့စိုးသွန်းတဲ့အမြဲတမ်းအခြားသူတွေကိုလှောင်ပြောင်းနေတယ်သူကယူပပေတာစာအုပ်တွေအမြဲဖတ်နေတဲ့တငယ်ချင်းပလက်ကြီးစီသွားလေတယ်မကြခင်မှာလက်ဖက်ရည်ရုပ်တွေအကုန်လုံးစုပြီးတနေ့တာထုတ်လုပ်မှုကိုစည်ရင်းစရာကောက်ကြတယ်သူတို့ပေါ်မှာလက်ဖက်ရည်ပိုများများလောင်းလေကန်ကောင်းလေလို့ယုံကြည်ကြတယ်အဲ့ဒါကသူတို့ကိုပိုကောင်းတဲ့အနံ့တွေလည်းပေးတယ်လို့ထင်ကြတယ် Queen Frog လို့ခေါ်တဲ့လက်ဖက်ရည်ရုပ်လေးကအဲ့ဒီနေ့မှာသူ့ပေါ်မှာလက်ဖက်ရည်အများဆုံးလောင်းခံရလို့အရန်ပျော်နေတဲ့ထန်းကစိတ်ထိခိုက်သွားတယ်သူကအယောင်မပြောင်းတဲ့အတွက်ဘယ်သူမှသူ့ကိုရွေးချယ်တာမရှိဘူးဒါပေမဲ့သူကမတူညီတာကိုကပိုင်တယ်လို့ဟန်ဆောင်နေပေမဲ့နောက်ပိုင်းမှာတော့တယောက်တည်းဖြစ်နေတဲ့ခံစားချက်နဲ့ပြတင်းပေါက်နာမှာတိတ်တဆိတ်ထိုင်နေတဲ့ဖိတ်ကသူ့ဘေးနာလာပြီးအယောင်ကအရာအလုံးမဟုတ်ဘူးလို့နူးနူးညံ့ညံ့ပြောတယ်ဒါပေမဲ့ထန်းကစိတ်ပိုင်းဖြတ်ထားတယ်ဘာပဲဖြစ်ဖြစ်သူအယောင်ပြောင်းချင်တယ်သူကအခြားသူတွေလိုပြောင်းနိုင်ရင်လူတိုင်းသူ့ကိုလေးစားလာလိမ့်မယ်လို့အိမ်မက်တဲ့နောက်တစ်နေ့မနက်မှာတောင်ပေါ်မြင့်မြင့်ကနေဆက်ရုပ်လေးတစ်ရုပ်ကမြို့စီကိုလှိမ့်ကျလာတယ်သူကဘီတက်အပြောစီးရင်ကိုခုံကျော်ပြီးလမ်းတစ်လျှောက်အရာဝတ္ထုတွေနဲ့တိုက်မိရင်နောက်ဆုံးမှာလက်ဖက်ရည်ဆိုင်ထဲကိုကျသွားတယ်လက်ဖက်ရည်ရုပ်တွေကကြောက်လန့်သွားကြတယ်ထိုင်းကထူးဆန်းတဲ့တထုလုံးနဲ့အတူပြုတ်ကျသွားတယ်ရုပ်တရက်ဆက်ရုပ်ကအသက်ဝင်လာတယ်လူတိုင်းကထိတ်လန့်သွားကြတယ်ထိုင်းကရဲရဲဝံ့ဝံ့မေးလိုက်တယ်မင်းဘယ်သူလဲဘယ်ကလာတာလဲဆက်ရုပ်ကသူ့ကိုငိမ့်သက်စွာပြန်ဖြေတယ်သူကအနာဂတ်3နှစ်ကနေလာတာလို့ပြောတယ်သူကသူ့ရဲ့လာရောက်ရာလျှက်စစ်အလင်းရောင်လှိုင်ကောင်းကိုပြတယ်ထိုင်ကမယုံဘူးမင်းအနာဂတ်ကတကယ်လာတာဆိုရင်အတိတ်ကြောင်းအကုန်လုံးသိရမယ်လေဆက်ရုပ်ကသူ့ရဲ့အစင်းမြင့်စနစ်ကိုအသုံးပြုပြီးပတ်ဝန်းကျင်ကိုစကန်ဖတ်ပြီးမကြခင်လေရင်တစင်းပြန်တန်းသွားလိမ့်မယ်လို့ခံမှန်းလိုက်တယ်ခဏကြာတော့လေရင်တစင်းပြန်တန်းသွားတယ်လက်ဖက်ရည်ရုပ်တွေအံ့အားသင့်သွားကြတယ်အခုတော့သူတို့ယုံသွားကြပြီးအဲ့ဒီအချိန်မှာလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကလာနေတာကိုတွေးလိုက်ရတယ်လက်ဖက်ရည်ရုပ်တွေအကုန်လုံးအမြန်ဆုံးသူတို့ရဲ့မူလနေရာတွေစီပြန်သွားကြတယ်ထိုင်ကဆက်ရုပ်ကိုပုံခိုင်းလိုက်တယ်အဲ့ဒါနဲ့ဆက်ရုပ်ကစပွဲအောက်မှာဘောလုံးပုံစံပြောင်းသွားတယ်လူတိုင်းတောင်ကြီးရက်နေကြတယ်ပစ္စည်းပိုးတဲ့ကောင်လေးရောက်လာပြီးအထုတ်ချတဲ့အခါလက်ဖက်ရည်ကထိုင်ပေါ်မတော်တဆဆင်းသွားတယ်ပထမဆုံးအကြိမ်ထိုင်ကအရန်ကောင်းတယ်လို့ခံစားရတယ်နောက်ပိုင်းမှာထိုင်ကဆက်ရုပ်စီသွားပြီးသူ့နာမည်ကိုမေးတယ်ဆက်ရုပ်ကသူ့မှာနာမည်မရှိဘူးလို့ပြောတော့ထိုင်ကသူ့ကိုရှော့ဝဲလို့နာမည်ပေးလိုက်တဲ့ထိုင်းကသူ့ကိုဘေးဖယ်ခေါ်သွားပြီးချီမွန်းတယ်မင်းအရန်တော်တယ်မင်းအနာဂတ်ကလာတာဆိုရင်ငါအယောင်ဘယ်လိုပြောင်းရမလဲဆိုတာသိရမှာပေါ့ရှော့ဝဲကထိုင်းကိုစကန်ဖတ်ပေမဲ့သူ့ရဲ့ database ထဲမှာအချက်လက်မတွေ့ဘူးသူကသူ့ရဲ့အသိပညာကကန့်သက်ထားတယ်လို့ရှင်းပြတယ်ဒါပေမဲ့သူအိမ်ပြန်သွားရင်သူ့ကိုယ်သူအဆင့်မြင့်နိုင်လိမ့်မယ်ထိုင်းကဒီအကြံကိုသဘောကျသွားတယ်မင်းရဲ့အမှန်တရားကိုရှာဖွေနိုင်လိမ့်မယ်ငါလည်းငါအယောင်ဘယ်လိုပြောင်းရမလဲဆိုတာနောက်ဆုံးတော့သိနိုင်လိမ့်မယ်အဲ့ဒီနဲ့သူတို့ရဲ့မမျောလင့်ထားတဲ့စွန်စားခန်းကစတင်လိုက်ပြီးဖဲကြီးကသူတို့သာအနာဂတ်ကိုတကယ်သွားချင်ရင်ဝုံမောတစ်ခုဖွင့်ဖို့လိုလိမ့်မယ်လို့ပြောတယ်စိတ်ပိုင်းဖြတ်ထားတဲ့ထိုင်နဲ့ဆက်ရုပ်ကဆိုင်ပြတင်းပေါက်ကနေထွက်သွားကြတယ်ဆက်ရုပ်ကအနီးနားကတောင်ပေါ်ကဘီတက်အပျော်စီးရင်ကိုလက်ညှိုးထိုးပြတယ်သူပထမဆုံးပေါ်လာတဲ့နေရာပဲပါတယ်တစ်ခါဖွင့်နိုင်ရင်နောက်တစ်ခါလည်းဖွင့်နိုင်လိမ့်မယ်သူတို့နှစ်ယောက်တောင်ပေါ်ကိုဥတီသွားကြတယ်သူတို့ကကလေးတွေရဲ့အယုတ်တွန်းလဲလေးတစ်စီးကိုငှားပြီးကြဘိုးတစ်ချောင်းပေါ်မှာစီးနှင်းသွားကြတယ်အန်ရရှိပေမဲ့ရှေ့ဆက်တွန်းပို့နေကြတယ်ခီးကမလွယ်ဘူးသူတို့ကအတားအဆီးတွေနဲ့တိုက်မိတယ်မတော်တဆမှုတွေရှောင်တိန်ရတဲ့အချိန်ချင်းတေမင်းနဲ့လွတ်မြောက်ခဲ့ရတယ်ဒါပေမဲ့တနင်းနဲ့သူတို့ဘီတက်အပျော်စီးရင်စီရောက်သွားကြတယ်သူတို့ကထိန်းချုပ်ခန်းနဲ့တိတ်တဆိတ်ဝင်ပြီးလဲပတ်နေချိန်မှာတင်းတင်းကင်ထားပြီးဖွင့်နိုင်လိုက်တယ်သူတို့ကပိုမြင့်မြင့်တက်သွားကြတယ်အပေါ်ဆုံးမှာသူတို့ကလေထဲမှာတောက်ပနေတဲ့ကွင်းတွေကိုတွေ့လိုက်ရတယ်ဒါဟာအဲ့ဒါဖြစ်ရမယ်ဝမ်ဟိုပဲသူတို့ကကွင်းတွေထဲခုန်ချလိုက်တယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးစိတ်ပြတ်သွားတဲ့ဆက်ရုပ်ကသူတို့ကအတန်ထက်မြန်တဲ့အမြန်နှုံးလိုတယ်အတန်တားစီးကိုကြော်ဖြတ်နိုင်တဲ့အမြန်နှုံးလိုတယ်လို့အကြံပြုတယ်ဒါနဲ့သူတို့နှစ်ယောက်အတူတူကွင်းတွေထဲကိုအပြင်းထန်ပြေးဝင်လိုက်ကြတယ်ပေါ်တယ်မဖွင့်ပဲသူတို့ကတိတ်ပြန်ထွက်သွားပြီးကောင်းကင်ကနေပြုတ်ကျသွားတယ်တိုက်မိပြီးလှိမ့်နေရင်နောက်ဆုံးမှာတရိတ်ဆန်ဆိုင်တစ်ခုထဲကိုကျသွားတယ်တရိတ်ဆန်တွေကသူတို့ကိုဝင်းရံထားတယ်အဲ့ဒီထဲမှာအသက်ကြီးပြီးဉာဏ်ပညာရှိတဲ့လက်ကြီးတစ်ကောင်လည်းပါဝင်တယ်ထိုင်းကအကုန်လုံးရှင်းပြတယ်သူတို့ကအနာဂတ်ကိုရောက်ဖို့စူးစမ်းနေကြတယ်ဒါပေမဲ့ဘယ်လိုလုပ်ရမလဲမသိဘူးလက်ကြီးကအဖြေတွေရှိနိုင်တဲ့တူးရဲသောတတဝါရှိတယ်လို့ပြောတယ်အဲ့ဒါကထရီဟုံးမန်ပဲသူကအရာအလုံးကိုသိတယ်ဒါပေမဲ့သူစီရောက်ဖို့ကမလွယ်ဘူးသူကမြို့အောက်ကမှောင်မိုက်တဲ့မြေအောက်ကဘာထဲမှာနဲ့ရှိုင်းနေထိုင်နေသူ့ကိုရှာဖို့အတွက်သူတို့ကရေမြောင်းစနစ်ကနေအနက်ဆုံးအဆင့်ထိခီးသွားရမယ်ထင်းကစိတ်လှုပ်ရှားသွားတယ်ဘာပဲဖြစ်ဖြစ်သူထရီယိုမန်နဲ့တွေ့ဖို့စိတ်ပိုင်းဖြတ်ထားတယ်ဒါပေမဲ့လက်ကြီးကသတိပေးတယ်မြေအောက်ကဘာကို flash bandit တွေကအုပ်ချုပ်တယ်သူတို့ရဲ့ခေါင်းဆောင်က flash လို့ခေါ်တဲ့အနေအများတဲ့ကျွတ်တကောင်ကထက်တွေကိုအများကြီးဖျက်ဆီးခဲ့ဘူးတယ်ထင်းကကြောက်သွားတယ်ဒါပေမဲ့သူနောက်မဆုတ်ဘူးသူနဲ့ဆက်ရုပ်ကမြေအောက်ကဘာထဲကိုအတူတူဝင်သွားကြတယ်သူတို့ကပိုက်တွေထဲလှိမ့်ဆင်းသွားပြီးနောက်ဆုံးမှာရေမြောင်းထဲကိုပြုတ်ကျသွားတယ်ထင်းကဆက်ရုပ်ကအမိန့်တိုင်းကိုအကင်းစင်လိုက်နာတယ်ဆိုတာကိုလင်းမြန်စွာသဘောပေါက်သွားတယ်ထင်းကသူ့ကိုပြောစရာကောင်းအောင်လှည့်ခိုင်းလိုက်တဲ့အခါဆက်ရုပ်ကအစုံမရှိလှည့်နေတဲ့ထင်းကရေပေမဲ့ဆက်ရုပ်ကစိတ်ဆိုးသွားပြီးသူ့ကိုအဲ့လိုမဆက်ဆံဘူးပြောတယ်သူတို့ရှေ့ဆက်သွားကြတယ်ဒါပေမဲ့ဆက်ရုပ်ကစိတ်ထိခိုက်နေပုံရတယ်လမ်းတစ်လျှောက်မှာထင်းကဘီတက်အပျော်စီးရင်ရဲ့ပြပွဲပုံစံလေးတစ်ခုကိုတွေးလိုက်ရတယ်သူကအဲ့ဒါကိုဆက်ရုပ်ကိုလက်ဆောင်ဖြစ်ပေးလိုက်တယ်ငါတို့တငယ်ချင်းတွေပဲလို့ထင်းကပြောတယ်ဆက်ရုပ်ကအယမ်းပျော်သွားပြီးပျော်ရွှင်စွာ
ကခုံတော့တယ်ရုတ်တရက်ရေမြောင်းရေတွေကလှိုင်ကောင်းတွေကိုရေလွှမ်းလာတယ်သူတို့ကတက်ဖို့ကြိုးစားပေမဲ့အချိန်ပြင်းတဲ့ရေကသူတို့ကိုပိုနှက်တဲ့မြေအောက်ကိုဆွဲချသွားတယ်ဒိုင်းကချော့ကျသွားတယ်ဒါပေမဲ့စက်ရုပ်ကအချိန်မီလှမ်းဆွဲပြီးကဲတင်လိုက်တယ်တစ်ချိန်တည်းမှာပဲဖက်ကီကယူဘဗေဒကိုစိတ်ဝင်စားလို့သူ့စာအုပ်ကိုလက်ထဲကင်ပြီးသူတို့ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်အနာဂတ်ကိုရောက်ဖို့လမ်းရှိရင်သူလဲရှာဖွေခြင်းနဲ့ရေမြောင်းထဲမှာတိုင်နဲ့စက်ရုပ်ကကြွက်နှကောင်နဲ့တွေ့ကြတယ်ကြွက်တွေကသူတို့ကဒီမှာနေတယ်လို့ပြောပြီးဒီနေရာကအန်ရများတယ်လို့သတိပေးတဲ့ထိုင်းကသူတို့က Trio-man ကိုရှာနေတယ်လို့ရှင်းပြတယ်ကြွက်တွေက Flash Bandit တွေကဒီနေရာကိုအုပ်ချုပ်တယ်လို့ပြောပေမဲ့သူတို့ကို Trio-man စီလုံခြုံစွာခေါ်သွားမယ်လို့ကန့်လန့်တယ်သူတို့ကိုယုံကြည်ပြီးထိုင်းနဲ့စက်ရုပ်ကလိုက်သွားကြတယ်သူတို့ကခိုးယူထားတဲ့ရတနာတွေနဲ့ပြည့်နေတဲ့လှပတဲ့ပုံခုနေတဲ့ကြွက်ပြင်းနိုင်ငံလိုမြင်ရတဲ့နေရာတစ်ခုတည်းကိုဝင်သွားကြတယ်ဒါပေမဲ့မကြခင်မှာအမှန်တရားပေါ်လာတဲ့ကြွက်နှကောင်ကလိန်ခဲ့တာသူတို့က Flash အတွက်အလုပ်လုပ်ကြတယ် Flash ကအရင်ကဖက်တွေကိုထိခိုက်အောင်လုပ်ခဲ့တဲ့ရက်ဆက်တဲ့တခိုးပဲသူ့ရဲ့မြေအောက်ကူကတမိုးကြီးတဲ့ခိုးယူထားတဲ့ပစ္စည်းတွေနဲ့သူ့ကိုအစီခံခိုင်းထားတဲ့ဖိနှိပ်ခံထားရတဲ့လက်ဖက်ရည်ရုပ်တွေနဲ့ပြည့်နေတဲ့ထန်ကကြောက်လန့်တုန်လှုပ်သွားတယ် Flash ကစက်ရုပ်စီလှည့်လိုက်တယ်ငါမင်းကိုရှာနေတာကြပြီးစက်ရုပ်ကမင်းဘယ်ကလာတာလဲမေးတယ် Flash ပြုံးလိုက်တယ်သူကသူ့ရဲ့လက်ထောက်နှစ်ယောက်ကိုသိပ္ပံပညာရှင်တွေကသူ့ကိုတိစောက်နေတဲ့တက်ခွဲခန်းကနေခိုးယူဖို့စေလွတ်ခဲ့တယ်လို့ရှင်းပြတယ်ဒါပေမဲ့စက်ရုပ်ကလုံးဝမပြီးသေးဘူးပြီးဖို့3နှစ်လိုသေးတယ်သူ့ရဲ့လက်ထောက်တွေရဲ့လက်မရဲလို့စက်ရုပ်ကမတော်တဆတက်ခွဲခန်းကနေပြုတ်ကျပြီးပိတ်ထားတဲ့အခြေအနေနဲ့တောင်ပေါ်ကနေလှိမ့်ကျသွားတဲ့သိပ္ပံပညာရှင်တွေကသူ့ကိုလိုက်ဖမ်းဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူး Flash ကအဲ့ဒီအချိန်ကလေးကရှာနေခဲ့တာအဲ့ဒီအချိန်မှာဒိုင်းကဆရာကြီးကအရင်ကဖန်တီးခဲ့တဲ့လက်ဖက်ရည်ရုပ်လေးစမ်းကိုတွေးလိုက်ရတယ်အဲ့ဒါကနှစ်ပေါင်းများစွာကခိုးယူခံရတာဒိုင်းကသူတို့နှစ်ယောက်လုံးကတူးရဲသောဆရာကြီးစီကလာတာလို့ပြောပေမဲ့ဂျန်ကသူ့ကိုမှတ်မိပုံမရဘူးဒေါသထွက်သွားတဲ့ Flash ကထန်းကိုတိုက်ခိုက်တဲ့စက်ရုပ်ကသူ့ကိုကာကွယ်ဖို့ကြားဝင်လိုက်တဲ့ရှုပ်ထွေးမှုတွေကြားမှာစက်ရုပ်ကဂျန်နဲ့ဖိနှိပ်ခံထားရတဲ့လက်ဖက်ရည်ရုပ်တွေကိုလွှတ်ပေးလိုက်တဲ့ထန်းနဲ့ဂျန်ကိုလက်ထဲကင်ပြီးစက်ရုပ်ကထွက်ပြေးတော့တယ်သူတို့နောက်ကွယ်မှာ Flash ကဒေါသနဲ့အော်ဟစ်ပြီးသူ့အဖွဲ့ကိုလိုက်ဖမ်းခိုင်းလိုက်တယ်အဲ့ဒီထွက်ပြေးမှုကစတင်လိုက်ပြီးစက်ရုပ်ကပထမတော့လိမ္မာပါနှက်စွာထွက်ပြေးနိုင်ခဲ့တယ်ဒါပေမဲ့ Flash ကရုတ်တရက်ဂျန်ရဲ့ခြေထောက်ကိုလှမ်းဆွဲလိုက်တယ်သူကရှမ်းကိုတစ်ဖက်ကိုပစ်ချလိုက်ပြီးပြန်ဖမ်းလိုက်တဲ့ရှုပ်ထွေးမှုတွေကြားမှာ Flash ကစက်ရုပ်ကိုဒိုင်းနဲ့ခွဲလိုက်တဲ့ဒိုင်းကရေမြောင်းရေစီးကြောင်းတွေကိုတက်တက်ကျသွားတယ်စက်ရုပ်ကဒေါသထွက်ပြီး Flash ကိုတိုက်ခိုက်ပေမဲ့ Flash ကရက်ခိုင်းလိုက်တဲ့အချိန်မှာစက်ရုပ်ကတောင့်သွားတယ်ဘာလို့လဲဆိုတော့သူကအမိန့်ပေးစက်ရုပ်ဖြစ်လို့ပဲသူကပြောလိုက်တဲ့အတန်အမိန့်တိုင်းကိုလိုက်နာတယ် Flash ကအမှန်တရားကိုသိသွားတဲ့အခါပြုံးလိုက်တယ်သူကပြန်သွားဖို့အမိန့်ပေးလိုက်တဲ့အခါစက်ရုပ်ကလှည့်ပြီးသူဖန်တီးခံရတဲ့စက်ယုံစီပြန်သွားတော့တယ် Flash ကအံ့အားသင့်သွားတယ်ဒါပေမဲ့အခုတော့သူနားလည်သွားပြီးစက်ယုတ်ကအမိန့်တွေကိုနာခံတဲ့တစ်ချိန်တည်းမှာပဲဒန်ကရှွန့်စင်းနဲ့လှုပ်ထားတာဖြစ်လို့ရေထဲမှာပိုးနဲ့ဆင်းသွားတယ်သူဘလောက်ပဲကြိုးစားပါစေသူတက်လို့မရဘူးမြို့ရဲ့အခြားဘက်ခြမ်းမှာစက်ယုတ်ကစက်ယုတ်တုတေသနဌာနကိုရောက်သွားတဲ့အစင်းမြင့်ရဲ့စနစ်တစ်ခုကသူ့ရှိမှာပေါ်လာတယ်ဒါအနာဂတ်လားလို့စက်ယုတ်ကမေးတယ်ရိုက်ကဒါအနာဂတ်မဟုတ်ဘူးလို့ရှင်းပြတယ်ဒါကစက်ယုတ်တုတေသနဌာနပဲစက်ယုတ်ကအမှန်တရားကိုတိလိုက်ရတဲ့သူကလူသားတွေကိုနေ့စဉ်လုပ်ငန်းတွေမှာကူညီဖို့အိမ်သုံးအကူအညီပေးဖို့သိပ္ပံပညာရှင်တွေကဒီဇိုင်းထုတ်ထားတာသူ့ထဲမှာအတန်အမိတ်ချစ်တစ်ခုထည့်သွင်းထားလို့သူကပြောလိုက်တဲ့အမိန့်တိုင်းကိုနာခံတာစိတ်ပြတ်သွားတဲ့စက်ယုတ်ကမေးတယ်ငါအနာဂတ်ကမဟုတ်ရင်ငါစနစ်ထဲမှာဝန်မောပုံရိပ်ဘာလို့ရှိနေတာလဲတိုက်ကဒါဝန်မောမဟုတ်ဘူးလို့ရှင်းပြတယ်ဒါကသူ့ရဲ့အာယုံခံကရိယာတွေကဖန်တီးလိုက်တဲ့အပူလှုပ်ရှားမှုမှတ်တမ်းပုံရိပ်ပဲဖြစ်တယ်စက်ယုတ်ကစိတ်ထိခိုက်သွားတယ်သူ့ပတ်ဝန်းကျင်မှာသူ့လိုပဲစက်ယုတ်တွေ့တန်းလိုက်ရှိနေတာကိုသူတွေ့လိုက်ရတယ်အကုန်လုံးနာခံကြတယ်အဲကသူတို့ကိုပြသဖို့အသက်ဝင်စေတယ်ဒါပေမဲ့စက်ရုပ်တော်လည်းကသူမြင်ရတာကိုမကြိုက်ဘူးငါအမိန့်တွေလိုက်နာရုံနဲ့အသက်မရှင်ချင်ဘူးလို့ပြောတယ်စိတ်ပိုင်းဖြတ်ထားတဲ့သူကလေဝင်ပေါက်ကနေထွက်ပြေးပြီးသူ့တငယ်ချင်းတွေကိုရှာဖို့ဆုံးဖြတ်လိုက်တယ်တစ်ချိန်တည်းမှာပဲဖက်ကြီးကထန်းကိုရှာဖို့ရေမြောင်းနဲ့ရောက်လာပေမဲ့ Flash ရဲ့လက်ထောက်တွေကသူ့ကိုလင်းမြန်စွာဝန်းရံလိုက်တယ်သူကထန်းရဲ့တငယ်ချင်းလို့တီးလိုက်ရတဲ့အခါသူ့ကိုဖမ်းဆီးလိုက်တဲ့ရေလွှမ်းနေတဲ့လှိုင်ကောင်းတွေထဲမှာထန်ကရေထဲကနေလွတ်မြောက်ဖို့ကြိုးစားနေတော့မဲ့ရုတ်တရက်တောက်ပနေတဲ့ငါးလုံးတစ်ကောင်ပေါ်လာတဲ့ထန်ကပထမတော့ကြောက်သွားတယ်ဒါပေမဲ့ငါးကပျက်စီးနေတဲ့စက်ပစ္စည်းတစ်ခုထဲမှာပိတ်မိသွားတဲ့အခါထန်ကသူ့ကိုလွတ်မြောက်အောင်ကူညီပေးလိုက်တယ်ကျေးဇူးတင်တဲ့အနေနဲ့ငါးကသူ့ရဲ့တောက်ပနေတဲ့မိသားစုတွေအကုန်လုံးနဲ့ပြန်လာတယ်အခုသူတို့ကတငယ်ချင်းတွေဖြစ်သွားပြီးသူတို့ကထန်ကိုရေထဲကနေလုံခြုံစွာမတင်ပေးလိုက်တယ်တခြားနေရာမှာ Flash ဖိတ်ကြီးနဲ့ဖန်စီးခံထားရတဲ့ဘက်တွေကိုစက်ရုပ်အကြောင်းမေးမြန်းနေတဲ့ဖိတ်ကြီးကဘာမှမပြောဘူးဒေါသနဲ့ Flash ဖိတ်ကြီးရဲ့ချစ်ရတဲ့ယူပဗေဒစာအုပ်ကိုဆွဲဖြဲတော့တယ်ဒါပေမဲ့ဖိတ်ကြီးကသူ့တငယ်ချင်းကိုတစ္ဆာဖောက်တာမရှိဘူးထန်းကရှေ့ဆက်သွားနေတော့မှ Flash ရဲ့လက်ထောက်တွေကသူ့ကိုမြင်ပြီးဖမ်းဖို့ကြိုးစားကြတယ်ဒါပေမဲ့အချိန်မီစက်ရုပ်ကရောက်လာပြီးသူ့ကိုကယ်တင်လိုက်တဲ့ထန်းကအရန်ပျော်သွားတယ်စက်ရုပ်နဲ့ကြွက်တွေကြားမှာတိုက်ပွဲဖြစ်ပွားတဲ့အတူတူလှုပ်ဆောင်ကြပြီးထန်းနဲ့စက်ရုပ်ကသူတို့ကိုအနိုင်ယူလိုက်တယ်အသက်ပြင်းပြင်းရှူရင်းထန်းကငါတို့ကဂျန်ကိုကယ်ရမယ်လို့ပြောတယ်ဒါပေမဲ့စက်ရုပ်ကနောက်တွန့်သွားတယ်ငါမင်းနဲ့အတူမသွားနိုင်ဘူးလို့သူဝန်ခံတယ် Flash ကအတန်မိတ်တွေနဲ့သူ့ကိုထိန်းချုပ်နိုင်တယ်လို့သူရှင်းပြတယ်သူတခွဲတန်းမှာအမှန်တရားကိုဘလို့ရှာဖွေတွေ့ရှိခဲ့တယ်သူအနာဂတ်ကမဟုတ်ဘူးဆိုတာဘလို့တီးခဲ့တယ်ဆိုတာကိုရှင်းပြတယ်အနီးနားမှာစက်ရုပ်ကရေထဲမှာပိတ်မိနေတဲ့ပရွက်စိတ်လေးတစ်ကောင်ကိုသတိထားမိလိုက်တယ်သူကနူးနူးညံ့ညံ့ကယ်တင်ပြီးဘေးချိတ်လိုက်တယ်ပြီးတော့သူကထိန်းဘက်ကိုလှည့်လိုက်တယ်ငါ Trio-man ကိုရှာချင်တယ်ငါကတခြားသူတွေရဲ့အမိန့်တွေကိုလိုက်နာတာဘလို့ရမလဲဆိုတာသိဖို့လိုတယ်လို့ပြောတဲ့ထန်းကသူ့တငယ်ချင်းရဲ့အတန်တွေကဝမ်းနည်းမှုကိုခံစားရတယ်အခုအနာဂတ်ကိုလိုက်ရှာတာထက်သူတို့က new goal တစ်ခုကိုရွေးချယ်လိုက်တယ်အရင်ဆုံး Trio-man ကိုရှာဖို့ပဲသူတို့နှစ်ယောက်မြေအောက်ကဘာတွေကသူတို့ရဲ့ခရီးကိုအတူတူဆက်လျှောက်ကြတယ်လမ်းတစ်လျှောက်မှာသူတို့ကရေမောကြတယ်တယောက်ကိုတယောက်အားပေးကြတယ်အတားစီးတိုင်းကိုအဖွဲလိုက်အနိုင်ယူကြတယ်အဖွားလိတ်ကြီးပေးထားတဲ့မြေပုံအတိုင်းစက်ရုပ်ကသူတို့နီးနေပြီလို့သဘောပေါက်သွားတယ်မကြခင်သူတို့ကထူးဆန်းတဲ့စုဝေးပွဲတစ်ခုကိုရောက်သွားကြတယ်နေရာအနှံ့ကအယုတ်တွေနဲ့တရိတ်ဆန်တွေအားလုံးက Trio-man ကိုသူတို့ရဲ့မေးခွန်းတွေမေးဖို့တန်းစီနေကြတဲ့ထိုင်နဲ့စက်ရုပ်ကလူစုထဲကိုဝင်လိုက်ကြတယ်သူတို့ကကြီးမားတဲ့ပရိသတ်နဲ့ဝန်းရံထားတဲ့ကြီးမားတဲ့စင်မြင့်တစ်ခုကိုရောက်သွားကြတယ်ရုတ်တရက်အမျိုးသမီးခရူတစ်ကောင်ရှေ့ထွက်လာပြီးဒီနေ့က Trio-man ရဲ့မွေးနေ့လို့ကြေညာလိုက်တယ်သူ့ကိုတွေ့ချင်ရင်ငါရဲ့ခရူချန်ပီယံတွေကိုအနိုင်ယူပြီးအခြားဘက်ကိုကြော
ဖျက်ရမယ်အနိုင်ရသူတဦးတည်းကသာမေကွန်းတစ်ခုမေးခွင့်ရမယ်စိန်ခေါ်သူတိုင်းကဒဏ်ရာရပြီးပြန်လာတာကိုလူတိုင်းကအံ့အားသင့်သွားကြတယ်ဒိုင်းနဲ့ဆက်ရုပ်ကစိတ်ပိုင်းဖြတ်ထားတဲ့အကြည့်ချင်းဖလှယ်လိုက်ကြတယ်သူတို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုကစတင်တော့မယ်ဆက်ရုပ်ကရဲရဲဝံ့ဝံ့နဲ့ကွင်းထဲကိုဝင်လိုက်တယ်ခ ्यू တိုက်ခိုက်ရေးသမားတွေကသူ့ကိုချက်ချင်းဆွဲခေါ်လိုက်တယ်သူတငယ်ချင်းအန်ရကျနေတာကိုမြင်လိုက်ရတဲ့ထိုင်ကနောက်မဆုတ်ပဲအလင်းအမြန်ဝင်လိုက်တယ်သူကခ ्यू တွေနဲ့ရဲရဲတောက်တိုက်ခိုက်ပြီးဆက်ရုပ်ကိုကာကွယ်ပေးတယ်အတူတူလှုပ်ဆောင်ကြပြီးသူတို့ကချန်ပီယံတွေကိုအနိုင်ယူလိုက်တယ်ထိုင်ကစိန်ခေါ်မှုကိုအနိုင်ရလိုက်တယ်သူကထရီယုံမန်ကိုမေကွန်းတစ်ခုမေးခွင့်ရလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအမှန်တရားပေါ်လာတဲ့ထရီယုံမန်ကဘာမော်ဆန်တဲ့တတဝါမဟုတ်ဘူးသူကကွန်ပျူတာတစ်လုံးပဲဖြစ်တယ်ထိုင်ကသူ့ရဲ့မေကွန်းကိုမေးဖို့စနစ်စီချင်းကပ်လိုက်တယ်ဒါပေမဲ့ရုတ်တရက် flash ရဲ့လက်ထောက်တွေကနေရာကိုဝင်စီးလိုက်တဲ့ရှုပ်ထွေးမှုတွေဖြစ်သွားတယ်တရိတ်ဆန်တွေအနှံ့အပြားကိုပြေးလွှားကုန်တယ်အဲ့ဒီအချိန်မှာစင်ဘော်ကတရားကပြိုကျတော့မဲ့အခြေအနေဖြစ်သွားတယ်ဆက်ရုပ်ကအန်ရီယယ်ကိုတတိထားမိပြီးဒန်ကိုတတိပေးဖို့ကြိုးစားတယ်ဒါပေမဲ့ထိုင်ကသူ့ကိုငြိမ်နေဖို့ပြောလိုက်တယ်ဆက်ရုပ်ကအမိတ်လိုမှတ်ယူပြီးပိတ်သွားလိုက်တယ်အလေးချိန်ကြီးတဲ့အပြက်စီးတွေသူ့ဘော်ကိုပြုတ်ကျလာတယ်ထိုင်ကထိတ်လန့်သွားတယ်အဲ့ဒီအချိန်မှာရှင်လို့ခေါ်တဲ့လူတစ်ယောက်ရောက်လာတယ်သူကအရင်ကဆက်ရုပ်တက်ခွဲကမ်းမှာအလုပ်လုပ်ခဲ့ပြီးဒီနေရာကသူ့ရဲ့တူလောင်ခန်းပဲဖြစ်တယ်ရှောက်လိုက်ကအပြက်စီးအောက်မှာအရန်ထိခိုက်သွားတယ်ဒါပေမဲ့ရှင်ကသူ့ကိုပြန်ပြင်ပေးလိုက်တယ်ရှင်ကခဏလောက်အပြင်ထွက်သွားတဲ့အခါထိုင်ကရှုံးလဲဘေးကိုအမြန်ပြေးသွားတယ်ဒါပေမဲ့သူအသက်မဝင်ဘူးထိုင်ကဘီတက်အပျော်စီးရင်ကိုမှတ်မိတယ်အရာအလုံးစတင်ခဲ့တဲ့နေရာပဲအဲ့ဒီကအလင်းရောင်ကသူ့ကိုပြန်လဲစတင်နိုင်လိမ့်မယ်ဒါနဲ့ထိုင်ကရှုံးလဲကိုတွန်းလဲပေါ်တင်ပြီးအတားစီးတိုင်းကိုကြော်လွှားပြီးသူ့ကိုပြန်တွန်းသွားတယ်နောက်ဆုံးမှာဘီတက်အပျော်စီးရင်ရဲ့တောက်ပတဲ့မီးတွေအောက်မှာရှုံးလဲရဲ့စနစ်ကပြန်လဲစတင်သွားတယ်သူပြန်လဲအသက်ဝင်လာတဲ့ထိုင်ကအရန်ပျော်သွားတယ်ထရီဟိုမန်ကဉာဏ်ပညာရှိတဲ့ပုံကိုမဟုတ်ဘူးလူတွေကသူတို့ရဲ့မေးခွန်းတွေကိုဆွေးနွေးတဲ့ website တစ်ခုပဲဖြစ်တယ်လို့ထန်ကရှင်းပြတယ်ဒါပေမဲ့အခုဂျန်ကိုကဲတင်ဖို့ကဘာထက်မဆိုအရေးကြီးလာပြီးရှုံးလာကငါတို့အတူတူကဲမယ်လို့ပြောတယ်ဒါပေမဲ့ထန်က flash ကသူ့ကိုထပ်ပြီးထိန်းချုပ်နိုင်မှာကိုကြောက်တယ်ဒါနဲ့သူကတိတ်တဆိတ်ရှုံးရဲ့ power ခလုတ်ကိုနှိပ်ပြီးထိန်းချုပ်ခံနဲ့ပုံခိုင်းလိုက်တယ်ထန်ကတယောက်တည်းရှေ့ဆက်သွားတယ်တောက်ပတဲ့ငါးတွေရဲ့အကူအညီနဲ့သူက flash ရဲ့မြေအောက်နန်းတော်စီဦးတီတဲ့ရေပိုက်တစ်ခုကိုဖွင့်လိုက်တယ်နန်းတော်ထဲရေလွှမ်းသွားတဲ့ကြွက်တွေကစိတ်ပြက်ပြီးရေနစ်တော့မဲ့အခြေအနေဖြစ်သွားတယ်ရှုပ်ထွေးမှုကိုအသုံးချပြီးဒန်ကဂျန်နဲ့ဖန်ဆီးခံထားရတဲ့လက်ဖက်ရည်ရုပ်တွေအကုန်လုံးကိုလွှတ်ပေးလိုက်တယ်သူတို့ငါးတွေပေါ်စီးပြီးထွက်ပြေးကြတယ်ထိုင်နဲ့ဂျန်ကနောက်ရေမြောင်းနိုင်ကောင်းစီရှော့ဆင်းသွားကြတယ်ဒါပေမဲ့ရုတ်တရက်ရှော့ဝဲပေါ်လာပြီးသူတို့ဆက်ကြသွားတာကိုတားလိုက်တယ် flash ကသူ့နန်းတော်ပြိုကျတာကိုဒေါသနဲ့ကြည့်နေတဲ့ထန်ကမင်းဘယ်လိုရောက်လာတာလဲလို့မေးတယ်ထိန်းချုပ်ခန်းထဲကအဆောင်တယောက်ကမတော်တဆသူ့ကိုပြန်ဖွင့်လိုက်လို့သူကူညီပေးဖို့တက်လာတာလို့ရှော့ရဲကရှင်းပြတယ်သူတို့ကိုကဲတင်ပေးလို့တငယ်ချင်းတွေအားလုံးကသူ့ကိုကျေးဇူးတင်ကြတယ်မကြာခင်ထိုင်းနဲ့ဂျန်ကလက်ဖက်ရည်ဆရာကြီးရဲ့အိမ်ဟောင်းစီပြန်သွားကြတယ်ဒါပေမဲ့ flash မပြီးသေးဘူးသူကအိမ်ထဲကိုဝင်လာပြီးအတန်အမိန်တွေတုံးပြီးရှော့ရဲကိုထိန်းချုပ်လိုက်တယ်သူ့ကိုထိုင်းနဲ့ဂျန်ကိုတိုက်ခိုက်ခိုင်းတယ်ဒါပေမဲ့အလဲမှာပဲရှော့ရဲရဲ့ရင်ဘတ်ထဲကနေအရာတစ်ခုပြုတ်ကျသွားတယ်အဲ့ဒါကထိုင်းအရင်ကသူ့ကိုပေးခဲ့တဲ့ဘီတက်အပျော်စီးရင်လေးပဲသူ့ရဲ့စနစ်ကချို့ယွင်းမှုတွေစတင်လာတဲ့မှတ်ဉာဏ်တွေသူ့ရဲ့စာကစ်တွေထဲမှာလင်းလက်သွားတဲ့ထိုင်းကသူ့တငယ်ချင်းပဲကိုသိရှိနားလည်မှုရဲ့အားကောင်းတဲ့အချိန်မှာရှုံးလဲကသူ့ရဲ့အတန်အမိတ်ချစ်ဘက်ကိုကိုယ်တိုင်ဖျက်ဆီးလိုက်တယ်ပထမဆုံးအချိန်သူလွတ်မြောက်သွားတယ်သူက flash ကိုအခန်းတစ်ဖက်ကိုပစ်ချလိုက်ပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ကအပြင်ကိုမောင်းထုတ်လိုက်တယ်ထိုင်းကပြုံးလိုက်တယ်ဒါပေမဲ့ flash ကမရှုံးသေးဘူးစိတ်ပြက်လက်ပြက်နဲ့ flash ကမိဖို့ကိုမိရှို့လိုက်တယ်မိတောက်တွေလောင်တောက်ဖြစ်လာတယ်ရှော့ရဲကထိုင်းနဲ့ရှန်ကိုကာကွယ်ဖို့အမြန်ပြေးဝင်လိုက်တယ်သူကထွက်ပေါက်ဖန်တီးဖို့တကားကိုဖောက်ဖွင့်လိုက်တယ်ဒါပေမဲ့ flash ကထိုင်းရဲ့ခြေထောက်ကိုဆွဲလိုက်တယ်ရှော့ရဲကသူ့ကိုလွှတ်ပေးဖို့ကြိုးစားပေမဲ့ထိုင်းကဆက်ရုပ်ရဲ့လက်မောင်းထိခိုက်နေတာကိုတွေ့လိုက်ရတယ်သူ့တငယ်ချင်းကိုကဲတင်ဖို့ထိုင်းကလွှတ်ချလိုက်တယ်သူက flash နဲ့အတူမိဖို့တဲကိုပြုတ်ကျသွားတယ်အဆောက်အဦကိုပြင်းထန်တဲ့ပောက်ကွဲမှုကြီးတစ်ခုလှုပ်ခါသွားတယ်ရှော့ရဲနဲ့ရှန်ကပောက်ကွဲမှုကြောင့်နောက်ပြလမ်းလွှင့်စင်သွားကြတယ်နောက်တနေ့မနက်မှာလက်ဖက်ရည်ဆရာကြီးနိုးလာပြီးနှစ်ပေါင်းများစွာကြာပြီးနောက်မိဖို့ပြန်လောင်နေတာကိုမြင်ပြီးအံ့အားသင့်သွားတယ်သူရဲတဲ့ကိုကြည့်လိုက်တဲ့အခါအမဲရောင်တွေဖြစ်နေတဲ့ထံကိုတွေးလိုက်ရတယ်ရုတ်တရက်မှတ်ဉာဏ်တွေအပြည့်ဝင်လာတယ်ဒါကသူနဲ့သူ့ဇနီးကနှစ်ပေါင်းများစွာကဖန်တီးခဲ့တဲ့ရှားပါတဲ့ရုပ်ထုပဲဖြစ်တယ်ဂယုတဆိုင်နဲ့စိတ်ခံစားမှုတွေနဲ့အတူသူကရုပ်ထုကိုပြန်လဲပြုပြင်ပြီးအဖြူရောင်စင်စင်လေးပြန်ဆိုးလိုက်တယ်ဂျန်ကထန်းရဲ့အယောင်အစ်စ်ကိုသဘောကျသွားတယ်သူတို့နှစ်ယောက်အပြင်ကိုထွက်ပြီးဇိုရဲကိုရှာကြတယ်သူကအပိုင်းကွဲနေတာကိုတွေးလိုက်ရတယ်ဒါပေမဲ့လှပတဲ့အရာတစ်ခုဖြစ်သွားတယ်ပရွက်စိတ်တွေကသူ့ရဲ့အစိပ်ပိုင်းတွေကိုဂယုတစိုက်တဲ့ဆောင်နေကြတယ်ဘာလို့လဲဆိုတော့ဇိုရဲကသူတို့ကိုတစ်ချိန်ကကဲတင်ခဲ့ဘူးလို့ပဲပရွက်စိတ်တွေကသူ့ရဲ့အစိပ်ပိုင်းတွေကိုရှင်စီယူလာပေးတယ်ရှင်ကသူ့ကိုတဖန်ပြန်လဲပြုပြင်ပေးလိုက်တယ်ဇိုရဲကအသက်ဝင်လာတဲ့အခါထန်းကပြုံးလိုက်တယ်သူတို့ရဲ့တငယ်ချင်းဘဝကမီးရီထိန်ချုပ်မှုနဲ့ဆွလုံမှုတွေကိုကြော်လွှားနိုင်ခဲ့တယ်အဲ့ဒီမှာဇလန်းကအဆုံးသက်သွားတယ်အယောင်ပြောင်းတာမဟုတ်ဘူးအနာဂတ်ကိုသွားတာမဟုတ်ဘူးတငယ်ချင်းဘဝကိုသိရှိနားလည်မှုနဲ့မင်းဘယ်သူဖြစ်ချင်လဲဆိုတာရွေးချယ်တာအကြောင်းပဲဖြစ်တယ်ဒီဇလန်းကမင်းရဲ့နှလုံးသားကိုထိမိတယ်ဆိုရင်ဒီ subscribe ခလုတ်ကိုနှိပ်ဖို့မမေ့ပါနဲ့